Samina dia kuna senali. Kaya dapat jambana, kawaja, tidak dapat jambana. Kaya kayoti, kaji cara ubo peniti. Semua lulai kok, lulai aku. Kaya da padam tidak da padam tidak era kawaja kayo di sita era kawaja wopi penita kaya sita pada diyo era kaya sita pada tanadi era kami waja Kajo kaya sitan databa kaji. Nampak dia ni kaji wajah mah. Auba tama kera ojesadi kileda di beka kuda lupa. Adi ga kadana jatah jene ko orang si. Merudika yodana kolom. Ganti dia, digaro madu diga pun suci. Erima adi tada nebat jadi piatan, oriza piatan lo kilita, oriza usau ne kilita, ilole piuran. Now adi tada piatan je mungkin ne meriada, oriza apa yang casi de. Kilita, oriza sare kilita. Kalau hari darah anak namiu jual, kaji wajah, adi darah. Kaji wajah. Aridada perdana anak koti anak lebih yang saya sekan seperti apa setui kaya lah seperti apa sedah sek Usai tu itu apa pina nak ni? Kasih dah, sedih apa? Sedih itu dia. Aku pada mak piala Buddha. Menyintai di figur Buddha tu. Menyintai di figur Buddha tu. Odesa jatuh dah aku pada mak kerana pian. Menyintai di figur Buddha tu. Odesa jatuh tu, Odesa tiga pada dah, Odesa adi, Odesa rana ne jatuhnya negor, Odesa jatuh tu, kira tu i sahaja berfikir ini. Awak tema kerana menyintai di Buddha tu, Odesa tiga, Odesa jatuh tu. Kalau kita dah berjumpa, kita dah sahaja berfikir ini. Odesa jatuh, seperti apa? Saya seperti apa? Saya tu.
ဝဉ္ဉ္သက်သည်ဝဉ္ဉ္သက်ကုန်သည်ဖြစ်ကိုပြုတတ်သောဩရိဇပြဋ္ဌာန်းသောကိလေသာတို့ဤစံကျင်ပဲဖြစ်ကုန်၏အဥပါဒမကရကဝဉ္ဉ္သက်သည်ဖြစ်ကိုပြုတတ်ဝဉ္ဉ္သက်ကုန်သည်ဖြစ်ကိုပြုတတ်သောဩရိဇာရိယဩရိဇပြဋ္ဌာန်းသောကိလေသာပฏิပက္ခဘုဒ္ဓကိလေသာတို့ဤစံကျင်ပဲဖြစ်ကုန်၏ဒါကအာရိဒရပရဏနဲ့ကွန်ကွယ်ထားပါအာရိဒရပရဏနဲ့တနည်းဝါဝမငြိမ်သက်ကုန်သည်ဖြစ်ကိုပြုတတ်သောဩဒိဇအစရှိသောကိလေသာတို့အစဆိုတာအစွန်းအစဟောပြောကောတိဩဒိဇအစရှိသောကိလေသာတို့ဆန့်ကျင်ပဲဖြစ်ကုန်၏နော်တော့ဩဝါဘောမရိယာတအနဲ့လည်းပြောလို့ရတယ်။ဒါအစရှိသောနဲ့ပြေးလေးရှိတော့ကောတိအနဲ့လည်းပြောလို့ရတယ်မရိယာတနဲ့လည်းပြောလို့ရတယ်မတုရဲ့အသုံးတော့ကတော့မရိယာတအနိပိုင်းချစိတ်ကားတူနဲ့လေးလူမယူအာဒီနဲ့လို့အာဒီယနဲ့ကအနိဆိုတဲ့နဲ့အနိပါနဲ့အပိုင်းချဆိုမရိယာတနဲ့အစိတ်ဆိုတဲ့အနဲ့အဝါယဝအတူပကာရဆိုတဲ့အနဲ့ဒီလိုအနဲ့၄မျိုးရှိတော့ဒီနေရာမှာမရိယာတာကိုကောတိလို့လည်းခေါ်တယ်အစွန်းအစအပိုင်းချမူလတိကညွှန်ရင်ညွှန်ထားလိုက်ဩဒိဇပဒာနာကိလေသာဩဒိဇပဒာနာကိလေသာဩဒိဇာတိကိလေသာဩဒိဇပဒာနာကိလေသာဩဒိဇာတိကိလေသာဩဒိသံဝါအာဒိန်ကတ္တဝါဩဒိသံဝါအာဒိန်ကတ္တဝါသဗ္ဗကိလေသေသင်္ကနာတိမူလတိကမ
မူလတိကစကားပါအာဒိန်ကတ္တဝါတိဧတေနအာဒိန်ကတ္တဝါတိဧတေအာဒိန်ကတ္တဝါတိဧတေနမရိယာဓတ္ထအာဒီတတ္တမဟာမရိယာဓတ္ထအာဒီတတ္တမဟာဒါမရုတိကမရုတိကကတော့ပကံခေကြမှာရေးတာပေါ့ကောင်းတော့ကောင်းတယ်မြုပ်နေတယ်ဆိုအဲ့ဒီဟိုသတ္ထရိုက်တယ်ကဘာရေးရိုက်တာမရှိကျိုးစာဟုတ်တော်မမြင်ဘူးကြပါဘူးဒါမရုတိကယောဇနာလောက်တယ်သူယောဇနာတဲ့သူကပိုကောင်းတာမရုတိကတော်ခက်ဆန်းဆန်းလေးတွေပါအာရိန်ကတ္တဝါဆိုတဲ့ကုသနာမူလတိကအာရိန်ကတ္တဝါပါတယ်ဒီအာရိန်ကတ္တဝါနဲ့ပါပြောတော့ဧတေနဝရိယာတ္ထအာရိတတ္တမဟာဝရိယာတ္ထဝရိယာတအနဲ့ရှိသောအာရိတတ္တအာရိတတ္တကိုအာဟဆိုတယ်ဆိုပြီးအဲမရုတိကတော့ချုပ်လိုက်ရင်အာရိတတ္တကပဓာနာအနဲ့ရအာဒီနဲ့မရိယာဒအနဲ့ကိုဟောတယ်အာဒီလို့လည်းမရိယာဒလည်းခေါ်တယ်ကောတိလို့လည်းခေါ်တယ်ပေါ့အဲနဲ့ကိုဟောတယ်နံပါတ်1သွားရအောင်ကာယောတိစိတ်ထာဝေဒနာကာယပါဒတိစိတ်တပါတိကာယပါဒတိဒီမှာကာယနဲ့ပတ်သက်ပြီးရူပကာယနာမကာယကာယ ानु ပဒနာမှာကျတော့ကာယထွက်တဲ့ဝင်တဲ့အပေါင်းဒါကိုလည်းစပယ်မွေးခြင်းစသည်ရူပကာယဒီနေ့အပြည့်ထွက်တဲ့ဝင်တဲ့အပေါင်းကိုကာယကာယ ानु ပတိဟောတိမှာထွက်တဲ့ဝင်တဲ့အပေါင်းအစအလယ်ဆုံးထွက်လေအစဝင်လေထွက်လေအလယ်ထွက်လေအဆုံးဒါကိုကာယလို့ခေါ်ထွက်လေဝင်လေအစအလယ်ဆုံးကိုကာယလို့ခေါ်တယ်အဲ့လိုအမျိုးမျိုးရှိရချုပ်ကတော့ကာယဆိုလို့ရှိရင်ရူပကာယနာမကာယနှမျိုးလုံးကိုယူရမလားဒါမှမဟုတ်ရူပကာယကိုယူရမလားဆိုတော့ဝေဒနာရောတခန္ဓာသစိတ်တပဇ္ဇရိယနာမကာယတောင်မှအားလုံးမယူရအောင်စိတ်မယူရအောင်စိတ်တပဇ္ဇရိယစိတ်ကိုယူသွားပြီနောက်ရူပကာယကိုလည်းမယူရအောင်တယောဆိုတဲ့ဝေဒနာရောတယောနဲ့ပတ်သက်အဲ့ဒါကိုသိပါရင်ကာယရဘယ်ကာယကိုယူရမလဲရူပကာယနာမကာယတစ်မျိုးလုံးကိုယူရမှာဒါမှမဟုတ်နာမကာယအားလုံးကိုယူရမလားဒီလိုလဲရတယ်ဒါမဲ့လို့လင်းပါလိုက်တာတော့ဟိုလွယ်တာတော့ရူပကာယနာမကာယတစ်မျိုးလုံးကိုယူရမလားလို့လင်းပါရမှာအဲ့ဒါဆိုရင်တော့ပုံပြီးကျိုးဝင်တော့ပါအဲ့ဒီထဲမှာကိုကျိုးဝင်ထဝနာထားရင်တော့သူကရှိရပါကြသူထားရမှာပေါ့နော်အဲ့ဒါကိုထားရင်လည်းရတယ်ပါဠိတော်မှာကာယပါဇာတိလို့မိတ်တော်မူတယ်ပြတ်သွားပြပါဒီလိုဆိုတာလေအဲ့လိုထဝနာထားလဲရတယ်ပါဠိတော်တော့ကာယောတိစိတ်ထာဆိုတာပါဠိတော်မှာလင်းပါးစရာရှိလို့ပေါ့ကာယနဲ့ပတ်သက်ပြီးလင်းပါးစရာရှိလို့ဒီစကားကာယောတိစိတ်ထားကိုတက်လာတယ်အဲ့တော့နှမျိုးထပ်ပနာထားမယ်နော်အရှင်းတာကရာဆရာဘုရားရှင်ကြီးပါဠိတော်၌ကာယပတ္တိဟောတော်မူ၏ကာယပတ္တိစိတ်တပတ္တိဟောတော်ကာယပတ္တိဟောတော်မူ၏ဒါပါဠိတော်ထပ်ပနာထားတယ်နောက်ပါဠိတော်မဟုတ်ဘဲနဲ့ရှေ့ဝါကြောက်ထားရင်လည်းဖြစ်ပါတယ်ကာယအရှိကဝါကြဖြင့်ကာယပါဒတိစိတ်တပါဒတိဝဆနာတော်ဆို၏တနည်းကာယပါဒတိစိတ်တပါဒတိဝဆနာတော်ဆို၏
အချင်းချုပ်ဆိုလိုက်တာနော်ဟိုကာယပတ္တိကာယတာပါတ္တိကာယပတ္တိစေတတာပါတ္တိစေတဘောစရတကိုပြောသေးပြီကိုဆိုပြီးဆိုရင်ရပါတယ်အသေးစိတ်လို့လည်းရတယ်အခုကတော့ချုပ်လိုက်တာမမားပါဘူးတော့ကာယပတ္တိစေတပတ္တိဘောစရတကိုဆိုပြီးထို့သောဆိုပြီးရှိတယ်ပေါ့နော်ကာယအယရူပကာယနာမကာယအားလုံးကိုယူရမျိုးတော့ဒီမရောက်ဘူးမို့တော့ဝိသေသဆိုရင်တာမညာနဲ့လင်းပါရမယ်တာမညာဆိုရင်ဝိသေသနဲ့လင်းပါရမယ်ဒါကာယပတ္တိနဲ့ကာယအယရူပကာယနာမကာယအားလုံးကိုယူရမျိုးတော့အတိတ်ပဲရောက်ပြီမို့လို့တာမညာဘောဇနာသဗ္ဗတာတာရဏတာမညာတတာတာမညာမှန်ရင်အားလုံးနဲ့ဆက်ဆံတယ်ဆိုတဲ့အတိုင်းပါဠိတော်မှာကာယလို့တာမညာပဲဆိုတာနာမရူပလို့နာမည်မတက်ဘူးတာမန်ကာယလို့အများဆိုင်နဲ့ဆိုတာတာမညာစကားဖြစ်တယ်အဲကြောင့်တာမညာဘောဇနာသဗ္ဗတာတာရဏယရူပကာယနာမကာယနဲ့အားလုံးဆက်ဆံတယ်အဲကြောင့်ရူပကာယနာမကာယနှမျိုးလုံးကိုဒီဝါဒီတော့အတိတ်ပဲရောက်ပြီမဟုတ်တော့ဒါရပါရင်တော့ကျန်တာသူပြောရတော့ကြောင်းဆိုပြီးဘောဇရတာဝဆိုတာကာယပတ္တိဟောတော့မဟုတ်တဲ့ဟောကာယပတ္တိစေတဝေသရတာဝတာမဆိုတဲ့ဒီလိုပေါ့ကာယရအောင်ပြောဆိုတဲ့ဒီကာယပြောရောပါသည်မသွားဘူးနောက်ကဥဘောပိပနေတာဧကတောကတ္တဝါဒါကတော့သူကလက္ခဏာတရားထောက်လက္ခဏာဒီစတုကကိုသူပြတယ်ဘောဇရှိတာနဲ့ခါကာယပါဒတိစိတ်တပါဒတိရဲ့ဘောဇနာထနဲ့အဘိဓာနထနဲ့အဘိဓိယထောက်ကိုပြတယ်အခုဒီကကျတော့လက္ခဏာတရားထောက်ကိုပြတာဒါပဲသဗ္ဗနာထားတဲ့အခါမှာကခကိုသဗ္ဗနာကခဝါကြလို့ကဝါကြလို့ပြန်ပေါ့နော်ကခဝါကြလို့ပြန်ကနဲ့ကဝိဒနာထဝိဂျိုကိုပြန်ခကြတော့အရာကောက်ကိုအဘိဓိယထောင်ကိုပြန်ကာယပါဒတိစိတ်တပါဒတိတို့ဝိဒနာထဝိဓိယထောင်ဆိုပြီးသဗ္ဗနာထားပါထို့ဆိုလက္ခဏာတရားထောင်ပြောဆိုနေမဟုတ်ပါလို့တော့ရှန္ဒရာဆရာဒီကခဝါကြလို့ဖြင့်ကာယပတ္တိစိတ်တပတ္တိပုဒ္ဓိဤအဘိဓာနထအဘိဓိယထောင်ဆိုဤလူရင်းကိုချုပ်ပြီးမှသဗ္ဗနာထားပဏတရာကဘဏထုမာတပါဆိုတက္ခန္တရာကိုပြောကိုယ်ဆိုရှိတယ်ကာယပတ္တိစေတပတ္တိတို့ဤလက္ခဏာတရားထောက်ပြစုတဲ့နေသည်မဟုတ်ပါလောမပြဆိုတော့ဒီပြောဒီမဟုတ်လို့လည်းရတယ်ပြစုတဲ့သည်မဟုတ်ပါလော
နောက်ဆုံးကကြီးဝါကြကကာယပတ္တိစိတ်တပတ္တိရဲ့သဘောကိုပြောနေတာနော်ကာယပတ္တိစိတ်တပတ္တိဒီရဲ့သဘောကတော့တဲ့ဩဒိသစတဲ့မငြိမ်စိတ်ရဲ့မငြိမ်မသက်မှုကိုပြုတတ်တဲ့ဩဒိသစတဲ့ကိလေသာအားလုံးရဲ့ဆန်းကျင်ဘက်ပါပဲတဲ့ဆိုပြီးသူရဲ့ဩဒိသလက်သဘာဝထောက်ကိုပြတယ်နော်သဘောအတိတ်ပဲသဘာဝထောက်ကိုပြတယ်ရှိကခဝါကြကရဲ့ခရဲ့ကရဲ့ထပ်မနာထားရဲ့အဲ့ဒါကိုထားရမှာနော်ဒီကဝါကြတို့ဖြင့်ကျမ်းစာဆရာကဝါကြတို့ဖြင့်ကာယပတ္တိစိတ်တပတ္တိပုတ္တုဤအဘိဓာနထအဘိဓိယထလက္ခဏာရိယထကိုဆိုဤဒါပဲအဓိကထပ်မနာထားလေးပဲလေဗမာဘုံရေးရှိတာကဝါကြတို့ဖြင့်ကာယပတ္တိစေတပတ္တိပုတ္တုဤအဘိဓာနထအဘိဓိယထလက္ခဏာတရားထကိုဆို၏ထို့သောဆိုသည်ရှိတော်ထို့တော်ဘောနော်ကာယပတ္တိစေတပတ္တိတို့ဤသဘောကိုကာယပတ္တိစေတပတ္တိသဘောကိုမပြဆိုတော့တိပ္ပယဒီမို့လို့သဘောကိုသူပြဆိုတဲ့သိမဟုတ်ပါလို့ပေါ့လားသဘောကိုပြဆိုတဲ့သိမဟုတ်ပါလို့ကာယကစေတသိက်စိတ်ဓာတ်ကစိတ်တို့စေတသိက်နဲ့စိတ်တို့ရဲ့မငြိမ်မသက်ခြင်းကိုပြုတတ်တဲ့ဩဒိသစတဲ့ဩဒိသပြဋ္ဌာန်းတဲ့ဩဒိသစတဲ့ကိရိတာတွေရဲ့ဆန်းကျင်ဘက်ဖြစ်တယ်တဲ့ဩဒိကာယပတ္တိစိတ်ဓာတ်ပတ္တိရဲ့သဘောကိုသူကပြောတာကျန်တာလွယ်သွားပါလို့နံပါတ်3ကတခြားမရှိပါဘူးဒီမှာဟောပဲဒီ3မျိုးမေးနိုင်တဲ့အထဲကဝါဒတာတွေမပါဘူးပရောနိယောမပါဘူးနောက်တိနာတကမစသည်တွေမပါဘူးဟောတစ်ချက်ပဲမေးလို့ရတယ်ဒေါသပယ်တာတစ်ချက်ပဲမေးလို့ရတယ်နော်အဲကာယောတိစိတ္ထကဝါကြရံပါပဲသူကကာယောတိစိတ္ထကာယရယူရမယ့်ဟာကိုပြတယ်လို့ဆိုတယ်ဝါကြရံပါလည်းရတယ်နောက်အဘိဓာနဓမ္မတစ်ပါးအဘိဓိယထကိုပြတယ်ပက္ခန္တရလည်းရတယ်ပက္ခန္တရဆိုရင်တော့အပြာပိတဒေါသတာမဝါကြရံပဆိုရင်လည်းဝါကြရံပဆိုရင်လည်းပဲပက္ခအပြာပိတပဲအဘိဓိယထလို့ဆိုရလို့ရှိရင်ဝိယတာမဝါကြရံပတက်ပက္ခန္တရတက်ဆိုရင်လည်းအထုံးစံအတိုင်းအပြာပိတဒေါသတစ်မျိုးတည်းပဲရမှာပေါ့ဒါပေမဲ့ဒီနေရာမှာကာယောရဲ့အရာကိုမဖွင့်ဘူးဆိုလို့ရှိရင်အတိပြာပိတဒေါသတက်သွားမှာပေါ့ခုနပြောခဲ့တဲ့တာမညဝဆနာတပ္ပသာဒရဏကာယဆိုတဲ့နေရာမှာရူပကာယနာမကာယအားလုံးနာမကာယတောင်မှဒီမှာက
ဝေဒနာတင်ညာသင်္ခါရဒါပဲပြတယ်ဝိညာဉ်နဲ့ခန္ဓာဆိုတဲ့စိတ်ပဲမယူရဘူးစိတ်ဓာတ်ပတ္တတိကစိတ်ကိုယူတော့တယ်အားလုံးကိုယူချလိုက်လို့ရှိရင်သိပြပြီးတာဒေါသတက်သွားတော့ဒီခကအပြာပိတာတနည်းအတိပြပိတာလို့ပြောရမယ်နော်အဘိဓိယထလာတယ်မြဒီတိုင်းတည်းမှတ်ပေါ့နှမျိုးရတယ်လို့မှတ်ရအပြာပိတာလည်းဝါကြသဘောအရာကအပြာပိတာရတယ်အရာကောက်သဘောအရာကအတိပြပိတာပါရတယ်ဥဘောပဏိတာဒါတော့ပဏဆက်ဥဘောပဏဖို့တော့ပါတော့ပက္ခန္တရပါကငယ်အပြာပိတာပက္ခန္တရဟူလာကအပြာပိတာတင်နောက်ကာယစိတ်တဏ္ဍာဆိုရကကြီးဝါကြကပါတော့ဆိုတော့သူကဝါကြရမ်းပါပဲဝါကြရမ်းပါပက္ခန္တရဒီလိုအပိဒါနထအပိဒယထတက္ကနာရိယထမှာတပါသဘာဝထကိုပြတယ်လို့ဆိုတဲ့နေရာမှာသူကဝိထာရတော့မဟုတ်ဘူးဒီပက္ခန္တရနဲ့ဝါကြရမ်းပါစကားဇက်ကပြတ်သွားတယ်ပြန်တောင်ပြန်ပြီးတော့ဆက်တယ်ပြောကြစကားကုန်သလောက်ရှိတော့ချင်းဒါပေမဲ့လို့သူအားတော့သူ့ရဲ့သဘောကပါတော့သူ့သဘောကတော့ဆန့်ကျင်တဲ့သဘောရှိတယ်ဣရိသာရဲ့ဆန့်ကျင်တဲ့သဘောရှိတယ်ဘုဒ္ဓတ္တာကစိတ်တေကာယေတဘာဝစိတ်ဒီဘုဒ္ဓတ္တရာကသဘာဝနဲ့ကိုလည်းသူဟောတာဆိုတော့ဒါကြောင့်သဘာဝကိုပြတယ်လို့ပြောတယ်နံပါတ်4သွားရအောင်ကိုယ်ကာယောဝိယဆိုရင်ကသင်္ခါတာအဝယောအာယံတိအတမိန်တိကာယောတိကသင်္ခါတာအဝယောအာယံတိအတမိန်တိကာယောပေါင်းကိုဟောတယ်ဟိုခန္ဓာကိုယ်ရူပကာယဆိုတော့လည်းပဲဥစ္စည်းဒါနာပဝဒမနာအာယောကာယောလို့ရတာပဲအဲ့ဒါပကတိခန္ဓာကိုယ်ဟောတယ်ဒီနေရာမှာအပေါင်းကိုပဲဟောတာဖြစ်တဲ့အတွက်ကသင်္ခါတာအဝယောအာယံတိအတမိန်တိကာယောကအရာနာပေါ့လို့ကောကရှိတဲ့အရာတနာပစ္စည်းကအစိတ်စိတ်ကာအစိတ်ကြတယ်နော်ကာနဲ့အာယမာနောပါပဲအာယတိအတမေတိအာယောကာနံအာယောကာယောလို့ဒီလိုဝိဇ္ဇဝဆိုအဓိကရဏသာရဏနောက်ပုံပြရှေ့အပုံနဲ့စသည်တွဲပြောအာယတိအတမေတိကအဓိကရဏသာရဏကာနဲ့တွဲတဲ့ကာနံအာယောကာယောဒီလိုဆိုကြတာကာနဲ့အာယနဲ့တွဲထားတာကာယကအစိတ်တို့ကတဲ့ကအဝါရောအစိတ်တို့ဒီမုတ်ချလို့ပေါ့ဟောပြီးမှအဲ့ဒီကနေဖြစ်ရအပေါင်းတွေကျတော့ရှင်းပါတယ်အစိတ်ပေါင်းအဝါရောစပ်ပေါ့နော်အစိတ်ကြီးအပေါင်းတို့နဲ့အစိတ်တို့ကြီးအပေါင်းနဲ့
ကအစိတ်ကြရတယ်အစိတ်တို့ဤအပေါင်းနဲ့အဝယဝအဝယဝီထံအဝယဝအဝယစချင်းသည်ပြုတ်ပါတိနေလို့အစိတ်တို့ဤအပေါင်းနဲ့အဝယဝအဝယဝီအဖြစ်စချင်းသည်စချင်းတံပါအဝယဝီအဝယဝီအဝယဝအဝယဝီအစပ်ပေါ့ညမှာအဲ့ဒါပြုတ်ပါတိနေလေဝေဒနာပညာသင်္ခါရတရား၃ပါးပေါင်းကိုဒီညမှာကာယလို့ယူထားတာတရားဘောကဝေဒနာရောလို့ပေါင်းတယ်ဝေဒနာပညာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာဒီမှာကုသိုလ်မှာရှင်နဲ့ဘာကုသိုလ်စိတ်တို့ပါထဲမှာစိတ်ကစိတ်တပ္ပဇ္ဇတိဖြစ်သွားတယ်ကျန်တဲ့စေတသိက်ထဲမှာပညာကျန်မယ်ဝေဒနာကျန်သေးတယ်ပညာကျန်သေးတယ်ဝေဒနာပညာကကျန်တဲ့စေတသိက်36ပါးအဲ့ဒါသင်္ခါရခန္ဓာစိတ်ကိုနှုတ်လိုက်စိတ်တပ္ပဇ္ဇတိအဲ့ဒါကာယရာအဲ့ဒီဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာကြာမယ်ဒီသုံးမျိုးချုပ်လိုက်ရင်တော့ဝေဒနာပညာသင်္ခါရဒီသုံးမျိုးကာယလို့ခေါ်တော့ဩဒီနိမိတ်ထုတ်တဲ့အခါမှာကာယဒီကိုသိအောင်လုပ်တယ်ဖြစ်ရဖြစ်တဲ့ဝေဒနာပညာသင်္ခါရ၃ပါးကိုကာယလို့ခေါ်အစိတ်တို့ရဲ့ဖြစ်ရအပေါင်းဖြစ်တဲ့ဝေဒနာပညာသင်္ခါရဝေဒနာပညာသင်္ခါရဟာစိတ်တတ္တဆိုတဲ့နာမည်ဟောမဟုတ်တဲ့အတွက်နာမတတ္တမဟုတ်ဘူးတရဟောလည်းမဟုတ်တဲ့အတွက်တဘာဝစကတရနှမျိုးပေါင်းနေတာမဟုတ်တန်ဒီတို့လိုတန်တာတုတ်ဤကရှိသူဒီလိုမဟုတ်တော့ကရိယာလည်းမဟုတ်ဘူးဇကုံလည်းမဟုတ်ဘူးဇတ်ဝေဒနာပညာသင်္ခါရဇတ်တို့ဩဒီနိမိတ်ဝေဒနာပညာသင်္ခါရဇတ်ဝေဒနာပညာသင်္ခါရတွေတပါးတွေဒီလိုထည့်အောင်တော့ဇတ်သည်ဩဒီနိမိတ်တို့အခြေဖြေပေါ့ဩဒိသဒီကိလေသာကိုဥကြဆိုရအောင်ဩဝါဒမကရတော့မဆိုတော့ဘဲနဲ့ဩဒိသဒီကိလေသာဩဒံအနတိကိစ္စတိဩဒတောဩဒံအနတိကိစ္စတိဩဒတောဥရှိတဲ့အနတ္တအနတိကိစ္စကတိတဘောတပိစီဩဒတတဘာဝဩဒိစ္စဩဒတတဘာဝဩဒိစ္စဒါကတော့အဘိဓမ္မာဒီကာတို့မှာဆိုတဲ့အဆိုပေါ့ဩဒံဟန္တိကိစ္စတိဩဒတောဩဒတတဘာဝဩဒိစ္စဩဒတောဆိုပြန်တတ်တဲ့စိတ်ကိုတွားရမှာနော်ဩဒတာကဩ
ဩဒရတ္တဘောပြောင်းလဲသောစိတ်ဖြစ်ကြောင်းဖြစ်ရဩဒိသစေတသိက်ဤစည်းမှာတော့ဥရှိတဲ့ဒုဒ္ဒနဲ့လုပ်တယ်နော်ဥဒ္ဒံဒုနာတိကံပတိတိဥဒိသံဥဒ္ဒံဒုရဏံဥဒိသံလို့ဥဒ္ဒံဒုနာတိကံပတိတိဥဒိသံဥဒ္ဒံဒုရဏံဥဒိသံတုံလှုပ်တယ်အဲ့ဒါနေဒီအဲ့ဒီကိစ္စတော့ကိစ္စရအဲ့ဒါနေကြည့်ရတယ်ဒုဒ္ဒရှင်ဥရှိတဲ့ဒုဒ္ဒတရားပစ္စည်းတွေနော်အဝတ္တထဲမှာပါနော်ပစ္စည်းရိန္ဒနိဗ္ဗာန်သိစ္ဆာတိသုတ်တော်နိစ္စအနတ္တလည်းတော့ပါတယ်ဒီမှာအဲ့ဒီတော့မှကျတော့ဒုဒ္ဒနဲ့ဥဒ္ဒံဒုနာတိလို့လုပ်တယ်ဥဒ္ဒံဒုနာတိကံပတိအာဒီကတော့အာဒီယတိအာဒီပေါ့နော်ပထမအာဒီယတိအာဒီပဲသူကဥဒိသတိဥဒိခုနကအာရိဒရပရဏနဲ့ရဝရိယတနဲ့ရတော့ဥဒိသပြဋ္ဌာန်းသောကိလေသာတော့ဥဒိသအစရှိသောကိလေသာလို့မျိုးဆိုထားတယ်နော်ဥဒိစ္စပြဋ္ဌာန်းသောကိလေသာဆိုတော့ဥဒိစ္စံအာဒီဥဒိစ္စံအာနာဥဒိစ္စံအာတိယောကိလေသာကြတော့ကိလေသာအာဥဒိစ္စံအာတိယောကိလေသာဥဒ္ဒောကိလေသာကြောင့်အဲ့ဒါဥဒိစ္စံအာတိယောဥဒိစ္စံဒီဥဒိစ္စတယောပထမနည်းဥဒိစ္စဟူသောပြဋ္ဌာန်းမှုရှိတယ်နောက်နည်းကဥဒိစ္စအာဒီယေတံဒီဥဒိစ္စတယောကိလေသာကိုရအောင်ဥဒိစ္စအာဒီယေတံဒီဥဒိစ္စတယောခုနဟာကိုလည်းအောင်ခုနပထမနည်းကိုပြီးပြီမြဲလို့ဥဒိစ္စအာရယောဆိုတော့မာတော်ပုရိသောလို့ဖြစ်တယ်ဝိသတိစိတ်ဓာတ်နဲ့ဝိသတိနဲ့စိတ်ဓာတ်လေဟုတ်နေမတူဝိသတိစိတ်ဓာတ်နဲ့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 အဲ့လိုဆိုလို့ရတယ်ဒီမှာလဲဥဒိစ္စစတန်အာတယောဇာတိဥဒိစ္စတယောဥဒိစ္စလည်းဟုတ်အာရယောဇပြဋ္ဌာန်းသည်ဟုတ်ကိုဣရိတာကိုသွားရတယ်နောက်နည်းကိုကောက်ပါနောက်နည်းကျတော့ဥဒိစ္စအာဒီယေတံတိဥဒိစ္စအာဒီအစအတိရှိတယ်ဥဒိစ္စအာဒီဝန္ဒနဲ့ဆံဥဒိစ္စအာဒီယအစဖြစ်တဲ့ဥဒိစ္စနဲ့ကျန်တဲ့ကိလေသာဥဒိစ္စအာဒီယလို့အဒီပေါ့အဲ့လိုစိတ်ထဲမြင်လိုက်ဥဒိစ္စဟူသောအာဒီအစဝါအာဒီအစဖြစ်သောဥဒိစ္စယကရှိတဲ့အစရှိတဲ့ရှိမှဥဒိစ္စစထားတဲ့ကိလေသာတွေဥဒိစ္စမှာကျန်တဲ့ကိလေသာတွေကိုရကောင်းတယ်ဥဒိစ္စအာဒီအရာကအစဖြစ်သောဥဒိစ္စဟူသောအစဤကျွမ်းသောကိလေသာတို့နဲ့အာဒီဝန္ဒစัจချေ
ဩဒိသဟုသောအစဤကျင့်ကိလေသာတို့နဲ့အာဒီအာရိဝန္တအာဒီအာရိဝန္တအစအဲ့ဒါကဖြုတ်ပါရိနေမေဘောဓိကတော့ကိရိတာဇတ်ပါနော်နံပါတ် 4 နံပါတ် 5တော့ရဩဒိသတိမှာလိန်ဆိုပထမနည်းလို့ဆိုပုံလိန်နော်ကိရိတာကိုရတယ်ဒုတိယနည်းလို့မျိုးခဏလေးဩဒိသတိကပြဋ္ဌာန်းသောကိလေသာပထမနည်းလို့ဆိုပုံလိန်အာဒီသရကပဓာနနဲ့ကိုဟောတာပြဋ္ဌာန်းသောကိလေသာသွားရဒုတိယနည်းလို့ဆိုရင်လက်ပုံလိန်ဩဒိသဟူသောအစကိုဩဒိသနဲ့သွားတူဒုတိယနည်းလို့ဆိုရင်လက်ပုံလိန်မျိုးကနာလေးဒီလိုချင်းဒီလိုခွဲမှာပေါ့လေဒါပေမဲ့လို့ဟုတ်နိုင်မို့လည်းပါတယ်လေဝုံမလေဝုံတူမတူဝိသေသနာဝိသေရိယဖြစ်ကောင်းတဲ့အတွက်အဲ့လိုခွဲထားတဲ့ခွဲကမှန်းတဲ့ခွဲရမို့ပေါ့နော်အာဒီသရာကတေချာပေါက်တော့ဘုဗ္ဗိသမမဟုတ်လို့ဘူးဆိုရင်ပုံလင်းသေးကြတယ်ဩဒိသံအာဒီဩဒိသဟုသောအစနောက်မှအစရှိသူဘုဗ္ဗိဖြစ်သွားတာဘုဗ္ဗိဖြစ်သွားတဲ့အချိန်ကျတော့သူပုံလင်းပြန်ဖြစ်သွားတော့ဒါကြောင့်ခုနကခွဲတဲ့ခွဲအဲ့ဒါအကျိုးအဲ့လိုခွဲရတာအဲ့ဒါအမှန်မဟုတ်ဘူးနော်အဲ့ဒါဟိုဘာလို့ခိုင်းဒီတော့ကွဲထားလဲအမှားဆိုတော့ပုံလင်းကြီးပဲအကုန်လုံးဩဒိသံအာဒီယဝေဒနာရောမှလိုက်တိုင်းပဲဝေဒနာအာဒီဆိုပြီးဝေဒနာနဲ့ဝေဒနာရိတော့အစဆိုတော့ဝေဒနာကအဲ့ဒီလိမ်ပေးကြတယ်ဝေဒနောလို့မရှိဘူးဝေဒနာအာဒီကတော့ပုံလိမ်ကပညာရတရားတော့ဤလိုကတော့သိကြပေါ့ပုံလိမ်နေသူကနံပါတ် 6တော့လွယ်လို့ကြော်လိုက်တာတော့ဟိုထူးဆန်းဆန်းလိန်နေနဲ့ဒီခက်ခဲရမရှိတော့ကြော်လိုက်တာကာကပတ္တဗနာပတ္တတိဆိုတော့ဘာဝတာရဏနောက်ပုံပြရှေးရပုံနဲ့ဆက်တည်တွဲမြဲကာယတာပတ္တဗနာဖြစ်သဗ္ဗတံပနံပတ္တရိဝဆနထပတ္တံပနံပတ္တရိဝဆနထပတ္တတိမှာပတ္တတဣပိစီဘာဘောနဲ့ဣပိစီဘောနဲ့ဣပိစီတိပိစီနော်ပတ္တတိပါရှိတဲ့တန်ဗုဒ္ဓဆိုတော့ပတ္တဗနာပတ္တရိဝဆရတတိပိစီဘောနဲ့ကာယတပတ္တတိကာယပတ္တရိဝဆနတယသမသတ္တိနဲ့
ဒီပတ္တတိယလောက်မှာဝါလာလိမ့်မယ်သူဘာဘာအဓိကရဏတာရဏကရဏတာရဏလာလိမ့်မယ်နောက်ကပတ္တဗန္တိဧတာယတိပတ္တတိဒီလိုလာလိမ့်မယ်ဒီစာမျက်နှာ194မှာဥယျာဉ်သိကြပါတယ်မှာကြည့်လိုက်194မှာ3ပိုင်းမြောက်မှာကြည့်3ပိုင်းမြောက်မှာကာယပတ္တတိလေတိတာယသမကာယောတိတယောခန္ဓာဒိဗ္ဗေတာတသမဝေဒနာရိခန္ဓာအာဒီဝုတ္တပတ္တမတိဧတာယတေတံမှာပတ္တတိအဲ့ဒါလေးသတိထားနော်အဲ့တော့ခုနပတ္တမနံလို့ဆိုထားရပတ္တမနံပတ္တတိလို့ဆိုရမယ်လို့ဒီလိုဆိုတဲ့အပြင်တော့ပတ္တမတိဧတာယတိပတ္တတိလည်းရတယ်တော့မှတ်ထားမယ်နော်အဲ့ဒါဒီအညွန့်ကိုပြထားဖို့အညွန့်194မှာကရဏတပြုတယ်ဆိုတာလေးမှတ်ထားသူကအကျဉ်သူကဘိုးတော်မှအတီးဖြစ်သေးတယ်နော်ကြရင်နော်ယန္တမစတိနဲ့ဆိုနောက်ကာယောတိခဝါကြပါခဝါကြဖြင့်ကာယအယဝေဒနာတင်ညာသင်္ခါရတို့ရောက်မသိစေဘူးကာယယဝေဒနာတင်ညာသင်္ခါရတို့ရောက်မသိစေဘူးကာယပတ္တရိနဲ့ကာယအယကာယပတ္တရိနဲ့ကာယယဝေဒနာတင်ညာသင်္ခါရတို့ရောက်မသိစေဘူးနံပါတ်6နံပါတ်9ကပနုစစ်ထစကဝါကြရမခေါ်နံပါတ်9 3ချက်တည်းဒါပဲမေးလို့ကောင်းတယ်ဓာတ်ထပ်ပါလို့ရှိပါတယ်လေစကဝါကြရမဥဘောဘိပနေတိပဏိတာပနကပက္ခန္တရတဏိဝါကြရမဥဘောပိပိယသမုတ်စီသံပေနနာဥဘောပိနမရှိပတ္တတိစိတ်တပတ္တတိအဲ့ဒီပတ္တတိစေတကာယပတ္တစေတပတ္တတိကိုထုတ်ခိုင်းရင်ပတ္တမနာယပဲထုတ်လိုက်တော့ဒီပတ္တမနာယကာယပတ္တိစေတပတ္တိကောက်အဲ့ဒါကသဒနာယောနိသောကယောနိသောမနတိကာရဒီဘကယောနိသောဖြစ်သွားပြီလေဟောဘာတော့တိဝိပါပိတိလာအဝိပရိဒါရပီတိပတ္တတိပီတိကိုထုတ်နော်ပီတိသည်ယောနိသောတဲ့အဲ့ဒါလို့လားပီတိကဒီဘကဒုက္ခကပဂဒနာပီတိပြီးသွားနော်ခဏပါမောဇ
အောဝိရိတာရသီလပါမောဇ္ဇာအောဝိရိတာရသီလအဲ့ဒါကဝိဘာဝနောက်အနုဘာဝရတော့သမာဓိယထာဘုဒ္ဓဉာဏ်စသည်နံပါတ်9နံပါတ်10ကာယတပတ္တမနာငြိမ်းအေးခြင်းငြိမ်းအေးကြောင်းပတ္တပနာယကာယပတ္တတိကောက်ပြီးမှကာယတာယဝေဒနာတင်ညာသင်္ခါရနော်ပတ္တပနာယကာယပတ္တတိကောက်ကာယပတ္တတိပြီးကာယတာယဝေဒနာတင်ညာသင်္ခါရသာဇာတနံပါတ်10နံပါတ်9ကတော့ဝေဒနာရယောမှာအာရိယဝေဒနာရယောနဲ့အာရိယလက္ခဏာစတုကဝေဒနာရယောအာရိယလက္ခဏာစတုကဝေဒနာကိုထုတ်ဖို့နော်အာရိဆိုရင်နောက်ကတွေတော့မထုတ်ဘူးအာရိဝန္တဆိုမှတင်ညာသင်္ခါရကိုထုတ်ရအဲ့ဒါကြတော့လေအာရိဝန္တများလို့တော့ထုတ်လို့ဆက်မပြီးတင်ညာတစ်ခုတည်းထုတ်ရင်ထုတ်ပဲအဲ့ဒါအာရိဝေဒနာရောနဲ့အာရိဝန္တယတမျိုးကိုထုတ်ပြပါစေဒါစေတသိက်တွေအကုန်လုံးရှောက်ထုတ်တယ်ဒီမှာကျတော့အာရိဝေဒနာအာရိညာသွားပြန်တော့အစာရှိဆိုင်အာရိသရာဖြင့်ဘာကိုယူဆတဲ့ဖြင့်အဲ့ဒါကြမှာဆိုခဲ့တာရှိတော့နော်ဆိုထားတဲ့အာရိမကြံတဲ့အာရိအာရိယယူထုံးတာရှိခဲ့တာဒီမှာတော့အဖျားစွတ်ပြောတယ်အာရိဝန္တယလို့ပြောတာအဲ့တော့အာရိယဆိုရှိတာကိုပဲအာရိယရှိရပို့ရအောင်ထုတ်ရကဲတော့